တို့ရွာကအမရန်ကြီးညီမရဲ့တော်ရဲ့ဦးလေးကိုလည်းအားလုံးသိပြီးသားဒါပေမဲ့အမှုမှန်လာတဲ့အဝေးကအဲ့ဒီတိုက်တဲ့တွေအားလေးတယ်ဟုတ်တယ်အဲ့ဒါဒီစက်တော့ဒါဒေဘူးပါပြီအဲ့ဒါယူတော့တာမနေဘူးကျန်တာလည်းမတူဘူးဟာရေးကြည့်တယ်အဲ့ဒါရေးကြည့်တယ်အဲ့တော့ဉာဏ်နဲ့တောင်းတယ်လို့ဘုံဝင်ဒါကိုလည်းကျနော်ညနာလာရနော်အမျိုးကြီးတွေအကြောင်းHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ